မင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တာကစစ်ပွဲတစ်ခုကိုတနက်တွေဘုံတွေနဲ့မဟုတ်ပဲတင်ချာပညာနဲ့တိုက်ခိုက်ပြီးအနိုင်ယူခဲ့တဲ့လူတစ်ယောက်အကြောင်းပါပိုးပြီးစိတ်ဝင်စားဖို့ကောင်းတာကတူကအခုကျွန်တော်တို့တုံးနေတဲ့ကွန်ပျူတာတွေ AI တွေရဲ့ဖခင်ကြီးတွေဖြစ်ပါတယ်ဒါပေမဲ့ဒီလောက်တော်တဲ့လူဟာတူခေတ်အခါကဥပဒေတွေကြောင့်ရဲရဲဆက်ဆက်နှိပ်စက်ခံခဲ့ရပြီးတမိုင်းမှာဆယ်စုနှစ်ပေါင်းများစွာအထိဖျောက်ဖျက်ခံထားခဲ့ရပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Alan Turing ဆိုတဲ့ပုဂ္ဂိုလ်ကြီးအကြောင်းနဲ့သူဘလိုမျိုးဂျာမန်တွေရဲ့ဖောက်ထွင်းလို့မရဘူးလို့နာမည်ကြီးနေတဲ့ Enigma ဆက်ရဲ့ကိုကိုဘလိုအနိုင်ယူခဲ့လဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာပါ။ရင်းဆုံးအခြေအနေကိုနည်းနည်းစဉ်းစားကြည့်အောင်။ဒုတိယကမ္ဘာစစ်အတွင်းမှာဂျာမန်စစ်တပ်ကသူတို့ရဲ့လျှို့ဝှက်ချက်တွေကို Enigma လို့ခေါ်တဲ့ဆက်လေးနဲ့ကုတ်တွေပြောင်းပြီးပို့တယ်။ဒီဆက်ကကြီးလိုက်ရင် typewriter နဲ့တူပေမဲ့သူ့ရဲ့အတွင်းပိုင်းကအရင်ရှုပ်ထွေးပါတယ်။အဲမှာ routers တွေ flag box တွေပါပြီးတင်ချာနည်းရတွက်မယ်ဆိုရင်ဖြစ်နိုင်ခြေပေါင်း150 quadrillion လောက်ရှိတယ်။တော်တော်များတဲ့ပမာဏပေါ့။ဂျာမန်တွေကဒီဆက်ကိုဘယ်သူမှမဖောက်နိုင်ဘူးလို့ယုံကြည်ထားတာလည်းမဆန်းပါဘူး။နေတိုင်းညနေကောင်ရရောက်ရင်လည်းဒီကုတ်တွေရဲ့ setting ကိုအမြဲပြောင်းပစ်တယ်။ဆိုတော့တရက်စာကုတ်ကိုဖောက်ဖို့ကြိုးစားနေတော့မှပဲနောက်တနေ့ရောက်ရင်အကုန်အတိတ်ပြန်ဖြစ်သွားရော။ဒါကိုမချိုးဖြစ်နိုင်ရင်အင်္ဂလန်ကစားနပ်ရိက္ခာပြက်လက်ပြီးဆိတ်ရှုံတော့မယ့်အခြေအနေမှာရှိနေခဲ့တယ်။ဒီလိုအကြက်အသေးဖြစ်နေချိန်မှာBletchley Park ဆိုလို့ခေါ်တဲ့လူဝတ်စခန်းတစ်ခုမှာပညာရှင်တွေကိုစုလိုက်တယ်။အဲ့ဒီထဲမှာ Alan Turing ဆိုတဲ့တင်ချာပညာရှင်တစ်ယောက်လည်းပါပါတယ်။ Turing ကလူအေးပေမဲ့အရင်ထူးခြားတဲ့လူပါ။သူကစပိန်စီရင်ချင်းပြုတ်ကြမှာကိုကြိုတွက်ထားတတ်တယ်လို့သူ့ရဲ့ရေနွေးချမ်းခွက်ကိုလည်းဘယ်သူမှမခိုးအောင်ရေတိုင်ကြီးမှာတိုင်ကျူးနဲ့ခတ်ထားတတ်တဲ့လူမျိုးပါ။ဒါပေမဲ့သူ့ရဲ့စဉ်းစားပုံကအခြားသူတွေနဲ့မတူဘူး။အားလုံးကလူကိုယ်တိုင်ကိုယ့်ကိုလိုက်ဖောက်ဖို့ကြိုးစားနေချိန်မှာTuring ကဆက်ကိုဆက်နေပြန်တိုက်ရမယ်ဆိုတဲ့အတွေ့ကိုရခဲ့တယ်။ဒါကအခုခေတ်ကွန်ပျူတာတွေရဲ့အစအယူအဆပဲဖြစ်ပါတယ်။ဒီလိုနဲ့ Turing က Bombi လို့ခေါ်တဲ့စက်ကြီးကိုတည်ထွင်ခဲ့တယ်။ဒီစက်ကြီးကဘာလုပ်တာလဲဆိုတော့ဂျာမန်တွေရဲ့ Enigma စက်တင်ကိုစက္ကန့်ပိုင်းနဲ့ထောင်ပေါင်းများစွာစစ်ဆေးပေးတာပါ။ဒါပေမဲ့လွယ်တော့မလွယ်ဘူးပေါ့။အစပိုင်းမှာစက်တင်တွေကအများများလို့ဆက်လက်မနိုင်ဘူးဖြစ်နေတာ။အဲဒီမှာ Turing ကဂျာမန်တွေရဲ့အားနည်းချက်တစ်ခုကိုတွေ့သွားတယ်။အဲ့ဒါကတော့ Enigma စက်ဟာဘယ်တော့မှစလုံးတစ်လုံးကိုတူမူရင်းစလုံးတိုင်းပြန်မပြောင်းဘူးဥပမာ A ကိုရရင်ဘယ်တော့မှ A ပြန်မထွက်ဘူးဆိုတာပါပဲပြီးတော့ဂျာမန်တွေကမနက်တိုင်းဟီရိုဟစ်တလာလို့အမြဲထည့်တတ်တာကိုလည်းအသုံးချခဲ့တယ်ဒီလို clues တွေတဲလွန်စားတွေနဲ့ဘွန်ဘီဆက်ကြီးကိုပေါင်းဆက်လိုက်တဲ့အခါမှာတော့အဖြေထွက်လာခဲ့တယ်ဂျာမန်တွေရဲ့လျှို့ဝှက်ချက်တွေဟာအင်္ဂလိပ်တွေလက်ထက်ဘူးပေါ်လို့ပေါ်လာခဲ့တော့တာပဲတမိုင်းပညာရှင်တွေတွက်ချက်မှုအရ Turing နဲ့သူ့အဖွဲ့ရဲ့ဒီကုတ် freaking အောင်မြင်မှုဟာစစ်ပွဲကို2နှစ်ကနေ4နှစ်အထိတိုးတောင်းသွားစေပြီးလူပေါင်း14တန်းလောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်လို့လည်းဆိုကြတယ်။ဒါတကယ်ကိုကြီးကျယ်တဲ့အောင်မြင်မှုပါ။ဒါပေမဲ့စိတ်မကောင်းစရာကဒီအကြောင်းတွေကိုသူတို့တည်တဲ့အထိဘယ်သူမှပြောပြခွင့်မရခဲ့တာပါပဲ။အစိုးရကဒါကိုအော်လို့မိပေးပြီးလုံးဝလျှို့ဝှက်ထားခဲ့တယ်။ဗီဒီယိုရဲ့အဆုံးမှာတော့စိတ်မကောင်းစရာအပိုင်းကိုပြောပြရမှာပါ။စစ်ပွဲပြီး1952ခုနှစ်မှာ Turing ဟာလိန်တူချစ်သူတယောက်ဖြစ်နေခဲ့တဲ့အတွက်ပြည်ထောင်ဥပဒေနဲ့အရေးယူခံခဲ့ရပါတယ်။သူကထောင်ချမခံမဲစိတ်ထိုးပြီးကုတာတဲ့နီလန်းကိုရွေးခဲ့ရပြီးအဲ့ဒီနောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေရောထိခိုက်ခဲ့တယ်။နောက်ဆုံး1954ခုနှစ်မှာတော့သူဟာအစိတ်ရှိတဲ့ပန်တီကိုစားပြီးကိုအဆုံးစီရင်ခဲ့ပါတယ်။သူကယ်တင်ခဲ့တဲ့နိုင်ငံကသူ့ကိုရဲရဲဆက်ဆက်ပြန်ဆက်ဆံခဲ့တာပါ။နှစ်ပေါင်းများစွာကြာပြီးမှဒါအစိုးရကတရားဝင်တောင်းပန်ခဲ့ပြီးသူ့ကိုဂုဏ်ပြုခဲ့ကြတယ်။အခုတင်တို့တုံးနေတဲ့ဖုန်းတွေကွန်ပျူတာတွေကနည်းပညာတွေဟာ Turing ရဲ့ဉာဏ်ပညာကြောင့်ဖြစ်လာတာပါ။ခါတလေဘယ်သူမှထင်မထားတဲ့သူတွေကပဲဘယ်သူမှမလုပ်နိုင်တဲ့အရာတွေကိုလုပ်ပြသွားတတ်ကြဆိုတဲ့စကားအတိုင်းပါပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီကြောင့်လည်းပတ်သက်ပြီးဒီတော့ဘယ်လိုမြင်လဲကောမန့်မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်နောက်တစ်ချက်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေပြီးချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်တာဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်